ကျွန်တော်မိတ်ဆွေတို့ကိုအကြောင်းအရာလေးတစ်ခုပြောပြပေးခြင်းနဲ့အဲ့အကြောင်းအရာကစကားပြောတဲ့အခါအခုလိုမျိုးအေးနေအဲတွေပါနေတတ်လို့ကိုစွမ်းဆောင်မှုမရှိဘူးလို့မိတ်ဆွေကထင်နေလားဒါဆိုရင်တော့ဒီနည်းလမ်းလေးတစ်ခုကိုလိုက်လုပ်ကြည့်ပါဟုတ်ပါတယ်ကျွန်တော်တို့စကားပြောတဲ့အခါမှာကိုပြောတဲ့အကြောင်းအရာမေ့သွားလို့ပဲဖြစ်ဖြစ်ကိုပြောရမယ့်စကားလုံးရှာမတွေးတော့လို့ပဲဖြစ်ဖြစ်မေ့သွားလို့ပဲဖြစ်ဖြစ်ပေါ့လေအကြောင်းမျိုးမျိုးကြောင့်အခုလိုမျိုးဆိုပြီးတော့ပါတတ်ကြပါတယ်အဲ့ဒီခါမျိုးမှာမိတ်ဆွေကဒါကိုမကြိုက်ဘူးသူများကြည့်ရင်လည်းကိုဆွတ်ဆောင်မှုမရှိဘူးလို့ကိုကထင်နေရဆိုလို့ရှိရင်ကျွန်တော်ခုပြောပြမယ့်နီလန်းလေးကိုလိုက်လုပ်ကြည့်ပါဆိုတော့အဲ့ဒီနီလန်းလေးကတော့ခဏတာငြိမ်လိုက်ဖို့ဖြစ်ပါတယ်စက္ကန့်ပိုင်းလောက်လေးငြိမ်သက်လိုက်ပါဥပမာဒီလိုမျိုးပေါ့ကျွန်တော်မိတ်ဆွေတွေကိုအကြောင်းအရာလေးတစ်ခုပြောပြပေးခြင်းနဲ့အဲ့ဒီအကြောင်းအရာကโอเคအဲ့လိုမျိုးငြိမ်သက်လိုက်ခြင်းအပြင်ဘယ်လိုမျိုးဖြစ်သွားစေလဲဆိုတော့တခုခုကိုအလေးအနက်ပြောရမယ့်ပုံစံမျိုးအရေးတကြီးပြောရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပရိသတ်ကိုထင်မြင်စေပါတယ်အဲကြောင့်မလို့ပရိသတ်ကလည်းကိုဘာပြောတော့မှလဲဆိုတာကိုစိတ်ဝင်စားနဲ့စောင့်ပြီးတော့နားထောင်တတ်ကြပါတယ်ဆိုတော့အဲ့လိုမျိုးကိုကတခုခုကြောင့်ပေါ့နော်ဆက်ပြောမယ့်အကြောင်းအရာကိုခဏလေးရပ်သွားတဲ့အချိန်မှာအေးနေဆိုပြီးတော့အဲ့လိုမျိုးအတန်ကြီးထွက်ပြီးတော့နည်းနည်းတရုပ်ပြက်နေမယ့်အစားပေါ့လေနော်အဲ့လို style လေးကြလေးနဲ့ခဏတာလေးငြိမ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်တိုင်ကလည်းတခုခုကိုအလေးနဲ့ပြောတော့မယ်ဆိုပြီးတော့ပရိသတ်ကိုအတန်ရှင်ပေးလိုက်တာပေါ့လေနော်ဆွဲဆောင်လိုက်တာပေါ့ဒီသဘောတက်ရောက်စေပါတယ်ဒါကြောင့်မလို့ဒီနည်းလမ်းလေးကိုတောင်းကြည့်ပါအဆင်ပြေဆိုလို့ရှိရင်လေ comment မှာလာပြီးတော့ဝေမျှပေးပါအောင်ဗျကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုအကျိုးရှိတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်ပဲဗျ